ဒုတိယကမ္ဘာစစ်တုံးကဘသူတေလို့ဝင်စားလဲတော့မသိဘူးဒုတိယကမ္ဘာစစ်ကပစ္စည်းတွေတူးဖော်နေတာတွေတွေ့တာတွေဒီလိုမျိုးပြားတိုင်းမှာထားရတဲ့ဟာကိုသိစိတ်ဝင်လာတယ်ကဲဒါကတော့ရန်ကုန်ကန်တော်ကြီးတဲ့ကဒုတိယကမ္ဘာစစ်လက်ကျန် M3 Stuart ပေါ်စာတင်ကားပဲဖြစ်ပါတယ်အမေရိကန်နိုင်ငံက1942ခုနှစ်မှာထုတ်လုပ်အသုံးပြုထားတဲ့လူ၄ယောက်ဆန့်တင်ကားပဲဖြစ်ပါတယ်အဲ့ဒီခေတ်ကတော့ကမ္ဘာအမြန်ဆုံးတင်ကားတွေထဲမှာပါတယ်လို့သိရပါတယ်တန်ချိန်ကတော့7.8တန်ချိန်ရှိရလို့သိရပြီအင်ဂျင်ရဲ့မြင်းကောင်ကြီးကတော့250အားထုတ်ပြီးမြန်နှုန်းက58ကီလိုမီတာထိရှိတယ်လို့မှတ်တမ်းတွေကသိရပါတယ်တင်ကားတစ်စီးက58ကီလိုမီတာဆိုတော့ပုံမှန်မောင်းတဲ့ဆိုင်ငယ်ရဲ့အချိန်လောက်ရှိတယ်နော်ဒါဒုတိယကမ္ဘာစစ်ကစစ်ဘက်စက်မှုနည်းပညာဘယ်လောက်ထိဖွံ့ဖြိုးတိုးတက်လဲဆိုတာသက်သေပြနိုင်တဲ့တင်ကားတစ်စီးပဲဖြစ်ပါတယ်我弟弟他要谁的眼泪？哎呀，木的，木，楼梯， နောင်လာနောင်သားတွေအတွက်တကယ်ကိုတန်ဖိုးရှိရှိထိမ့်သိမ်းထားတဲ့တင်ကားတစ်စီးပဲဖြစ်ပါတယ်楼梯，